ตายาတဲ့နေ့တစ်နေ့လေးဖြစ်ပါတယ်ဒီကနေ့တော့မြို့ထဲသွားပြီးတော့ကွန်ပျူတာတွေ printer တွေသွားပြင်ပါမယ်လမ်းမှာကားလေးနည်းနည်းဝင်ဆေးပါတယ်မြို့လေကောင်ပန်းဆိုရမ်းမှာသွားပြီးတော့ဒါကတော့ printer ပြီးတော့ laptop service သွားလုပ်တာဖြစ်တယ်ဟိုရောက်တော့လိုချင်တဲ့လိုအပ်တဲ့ပစ္စည်းတွေမရှိတဲ့အတွက်နောက်ထပ်တစ်နေရာကျွန်တော်တို့သွားပါတယ်ကားပါကင်မရတဲ့အတွက်တစ်နေရာမှာထားခဲ့ပြီးတော့နောက်ထပ် block တစ် block ကိုလမ်းလျှောက်သွားတာဖြစ်ပါတယ်ဒီဆိုင်မှာတော့လိုအပ်တဲ့ပစ္စည်းတွေရရှိတဲ့အတွက်ကျေးဇူးတော်ပါပဲကွန်ပျူတာပြင်တဲ့အချိန်စောင့်နေရင်လည်းထမင်းစားပါတယ်လက်ဖက်ရည်က share ဆိုရင်ဘာလို့ဇွန်တက်ပေးလဲမသိဘူးเนาะမှုရတာအလုပ်ရှုပ်တာပေါ့เนาะဒါလည်းမြန်မာဒလေးတစ်ခုပဲထင်ပါတယ်ဆိုတော့ဒါကကွန်ပျူတာတွေရသွားပါပြီအိမ်အတွက်လိုအပ်တဲ့ရေဘူးလေးတွေဝင်ဖြည့်တယ်producer မမကြီးကတော့ဗီဒီယိုရိုက်ပေးတာဖြစ်ပါတယ် God bless you all